မားအမှန်ကိုဂျားခံပြိတ္တအနေနဲ့အတူကျမအပါဝင်ခံစားမိရလို့မမြစိမ်းရဲ့အဖြစ်တနည်းကိုအချစ်စစ်အချစ်မှန်နဲ့တင်ပြရည်ဖွင့်ပြရစီတကယ်ညာရာမမြစိမ်းပါလို့အဖေဆရာနိုင်လေးအောင်ကကိုဖုံးကျွယ်ဘက်ကခံစားခဲ့ပါတယ်ကျမကတော့မမြစိမ်းရဲ့အချစ်ကိုအရေးထားစဉ်းစားကြည့်တော့ကိုချစ်တဲ့လင်ကိုပြည့်ပြည့်ခဲ့တာမဟုတ်ပါဘူးရှင်အချစ်ရေးကံမလာတဲ့သူ့ဘဝမှာပြုသမျှအတိတ်ကအကျိုးတရားကြောင့်ရိုးသားတဲ့မိသားစုဘဝတဲ့ဇယိတ်မတမသူတိတ်ဆရာလူကိုမှကိုညင်လေးပေါ်တင်တာကိုဖုံးကျွယ်အပြစ်လားစေတနာအပြစ်လားအော်ဉာဏ်များလာတဲ့လောကဒေါသနဲ့အတူညင်ရီစီကြမမြစိမ်းဘဝကိုတနာလာရင်ရွှေဘုံသာငွေဘုံသာဖရာတက်သေးထားကညင်ရီများကိုသိမ့်စေမြစိမ်းချစ်တာသူ့လင်ကိုဖုံးကျွယ်ပါကျမဒီတေးလေးနဲ့ပြောဖြစ်တင်ဆက်လိုက်ရပါတယ်ရှင်ပြောဖြစ်တင်ဆက်လိုက်ရပါတယ်ဆလန်တီကဆိုင်မမြစိမ်းကသိနေပြပြ
ကျွေးပြီး